မင်္ဂလာပါစုလက် channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီစကားဝိုင်းလေးကိုညီကောင်မောင်နှမတွေကိုအေးစစ်စစ်လေးပြောချင်ပါတယ်ပြောမယ့်အကြောင်းအရာတော့ကျွန်တော်တို့ comfort zone ဆိုတဲ့ဝန်ထမ်းလောက်ကလက်ရှိလုပ်နေတဲ့ဝန်ထမ်းလောက်ကကျွန်တော်တို့ဘယ်လိုရုံထွက်ကြမလဲဆိုတာအတူတူဖြေရှာကြည့်ကြရအောင်ကျွန်တော်တို့ဝန်ထမ်းဘဝမှာမနက်မိုးလင်းအလုပ်သွားညနေအလုပ်ကပြန်အိမ်ရောက်အလုပ်ဆရာရှိတာလုပ်အိမ်မယ်နောက်ဒီမနက်အလုပ်သွားမယ်ဒီလိုနဲ့ပဲကျွန်တော်တို့နေတော့မှာလားကျွန်တော်တို့24နာရီကို3ပုံရရအောင်ကျွန်တော်တို့10နာရီတနေ့ကုန်လုပ်ထမ်းမှာပြဆက်ပြီးသွားပြီကျွန်တော်တို့ညနေအိမ်ပြန်ပြီပြန်တဲ့ချိန်မှာကျွန်တော်တို့မအိတ်ခင်နဲ့လောက်ကပြန်ရောက်တဲ့ကြားကာလာလေးကိုကျွန်တော်တို့တန်ဖိုးရှိတာအသုံးချအောင်ဒီကိုရီရှိတယ်လောက်ကပြန်အိမ်တမ်းမပြန်ဘူးဘော်ဒါတွေနဲ့နည်းနည်းပါးပါးချမယ်စကားပြောမယ်အဲ့ဒီချိန်တွေကိုလည်း short စီချင်ပါတယ်ဗျာအဲ့လိုမရှိတဲ့ညီကိုတွေလည်းအိမ်ပြန်ရောက်ရင်ဖုန်းပုတ်မယ် social media သုံးမယ်ဟိုကကြည့်မယ်ဒါကြည့်မယ်ပြီးအိမ်မယ်မိုးလင်းအလုပ်သွားမယ်ကျွန်တော်တို့တွေးကြည့်အောင်တခုမအိတ်ခင်လေးမှာကျွန်တော်တို့ဖုန်းပုတ်တဲ့ချိန်လေးကို short ပြီးတော့ကျွန်တော်တို့တွေးကြည့်အောင်တွေးကြည့်မယ်ဆိုတော့ကိုယ့်ဘဝကိုပဲတွေးမှာဘယ်သူကြောင်းမှမဟုတ်ငါနောက်ငါနဲ့နေရင်ဒီတိုင်းပဲနေတော့မှာလားငါနောက်ငါနဲ့ကြာဘာဖြစ်ချင်တာလဲဆိုတဲ့အချိန်တစ်ခု target တစ်ခုတတ်မှတ်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘဝကြောင်းကိုတွေးရအောင်ဒုတိယတိုးတက်ချင်ဆိုရင်မဖြစ်မနေတွေးရမှာကိုယ်ကြောင်းကိုတွေးရငါအခုဘာလုပ်နေတာလဲငါနောက်ငါနဲ့နေဘာဖြစ်ချင်တာလဲငါဘယ်ကိုသွားချင်တာလဲဒီဝန်ထမ်းလောက်ကချက်ချင်းထွက်ပါလို့ကျွန်တော်မပြောဘူးလက်ရှိစာဝတ်နေရက်တည်နေရတယ်ဆိုတော့လက်ခံကျွန်တော်လည်းဒီလိုပဲဝန်ထမ်းလုံးမှာ comfort zone မှာ10နှစ်တိကြာခဲ့တတ်စုံပေါ့ဗျာကျွန်တော်တို့တော့ဝန်ထမ်းလောကမှာဝန်ထမ်းလုပ်ခဲ့အောင်တတ်စုံပါကျွန်တော်ကိုယ်တွေလေး10နှစ်ကျွန်တော်ကြာခဲ့တယ်အဲ့လိုပဲတတ်တာရင်နဲ့ပျော်ရွှင်မှလုံရင်နဲ့ကျွန်တော်ကြာခဲ့တယ်ဒါမှကျွန်တော်တွေးဝင်လာတဲ့ချိန်မှာ10နှစ်9နှစ်ထဲရောက်အဲ့တော့မှကျွန်တော်တွေးဝင်လာတယ်အဲ့တော့ဘဝမှာကိုဖြစ်ချင်တာပါလေဘယ်အောင်လို့ကိုတိုးတက်မလဲငါဒီထက်တိုးတက်အောင်ဘယ်လိုကြံစားမလဲဆိုကိုယ့်ကိုယ်မှာပဲတာဝန်ရှိကိုမေးခွန်းထုတ်ကိုယ့်ကိုပြန်တွေးရမယ်ကိုယ့်မှာပဲ100%တာဝန်ရှိပထမနံပါတ်1ကအတိုးဝင်ဖို့နံပါတ်1ပြီးရင်လုပ်ချင်စိတ်ရှိဖို့ကနံပါတ်2နံပါတ်3မှာကျွန်တော်တို့ action ယူမယ်ချက်ချင်းမို့ကျွန်တော်ခုနပြောတဲ့အလောက်ကပြန်တဲ့မအိတ်ခင်စကြလေးမှာအဲ့ဒီအချိန်လေးမှာကျွန်တော်တို့ရဲ့အတွေးကိုရွှေ့ချမယ်ကောင်းတဲ့နေရာမှာတုံးချအရင်ဆုံးတွေးမယ်ကျွန်တော်တို့ဘာဖြစ်ချင်တာလဲဆိုတော့ရုပ်လုံးပေါ်အောင်တွေးမယ်ကျွန်တော်တို့တခြားစဉ်းစားကြည့်အောင်ကျွန်တော်တို့ဝန်ထမ်းတွေဆိုတာဝန်ထမ်းဘဝဆိုမကောင်းဘူးကျွန်တော်ပြောတာမဟုတ်အလုပ်ဟူသမျှဂုဏ်ရှိသွားဒီဝန်ထမ်းဘဝလုပ်တယ်ဆိုတာကျွန်တော်စာဝတ်နေရက်တည်နေရတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ရမှာပါဒါပေမဲ့ရက်မနေပါနဲ့ရက်နေကြာသွားမယ်နောက်9နှစ်နေလဲဒီတိုင်းပဲနောက်10နှစ်နေလဲဒီတိုင်းပဲဖြစ်သွားကျွန်တော်တို့ဝန်ထမ်းဘဝကိုရုပ်လုံးပေါ်အောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကချက်ခုံဘဝနေရုပ်ကလေးတွေလိုပဲကျွန်တော်တို့ချက်ကစားတဲ့ခုံဘဝနေရုပ်ကလေးတွေလိုအဲ့ဒါကိုတတိဆိုတဲ့ပုံကကိုလိုချင်လို့ရွှေ့နေသူလိုချင်လို့ရွှေ့နေဘယ်ကောင်ဘယ်လိုခုံဘယ်ကောင်ဘယ်လိုသွားဘယ်ကောင်ဘယ်လိုရွှေ့ဘယ်ကောင်ပြင်မောင်းကာဝယ်ဒီလိုမျိုးရွှေ့နေကျွန်တော်တို့ကရွှေ့ခံတဲ့ရုပ်ကလေးတွေဒီကစားနေတဲ့ကိုကျွန်တော်ခုံဘဝနေမိုးပြီးတော့ကြည့်အောင်ကြည့်ရင်ကျွန်တော်တို့မြင်နေဗျဘယ်သူ့ကိုဘယ်လိုရွှေ့နေတယ်ဘယ်သူ့ကိုဘယ်လိုရွှေ့ကျွန်တော်တို့ကဒီခုံလေးပေါ်မှာပဲကစားကျွန်တော်တို့ကစားဘက်ကဒီခုံလေးပေါ်မှာပဲရှိပြီးရလာစားဆိုတာလည်းလာကုန်ရင်တိုင်းတာတစ်ခုတည်းပဲရအဲ့ပုံမှာကျွန်တော်တို့ကရေရှည်မိကိုမှကျွန်တော်တို့ခက်ခဲရှိကျွန်တော်တို့ကလောက်ခလာစားမိကိုနေမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ကြက်တဲလာဖို့ပဲရှိတယ်ဗျခေတ်ကလာချိန်နေရကျွန်တော်တို့စုနိုင်မှာလည်းမဟုတ်ပွားနိုင်မှာလည်းမဟုတ်ဘူးရင်းနှီးမြှုပ်နှံနိုင်မှာလည်းမဟုတ်အဲ့တော့ကျွန်တော်တို့ကဒီထက်ကောင်းတဲ့လမ်းကြောင်းကိုကျွန်တော်တို့ကိုယ်တိုင်စဉ်းစားကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့သုံးနေတဲ့ social media ကိုကျွန်တော်တို့ကောင်းမွန်စွာသုံးချကျွန်တော်တို့အားလက်နေတဲ့အချိန်လေးတွေမှာကောင်းမွန်စွာသုံးချလေ့လာမယ်ကိုဝါသနာပါတဲ့အရာကို social media မှာချင့်ကပ်မယ်ခရီးတင်တန်းလေးတွေတက်မယ်ပညာပေးရတယ်နားထောင်မယ်စာအုပ်တွေဖတ်ပြရလည်းရှိတယ်ဗျ YouTube မှာဆိုလည်းအများကြီးပဲကိုတရားတွေကိုချိန်ပြီးနားထောင်မယ်ကိုအုံနောက်တွေးမယ်ကိုရဲ့တွေးခေါ်လေးကိုရွှေ့ချကျွန်တော်တို့ဖြည်းဖြည်းချင်းသွားဖို့ပဲပြောတာလက်ရှိလုပ်ဖို့မထွက်နိုင်ဘူးဖြည်းဖြည်းချင်းသွားမယ်ဒါပေမဲ့သွားမယ်ညီကိုတို့နံပါတ်1တခြားစဉ်းစားကြည့်ပါညီကိုတို့ညီမတို့တခြားစဉ်းစားကြည့်ပါကို့မှာတက်ကြွတဲ့ skill တစ်ခု
ကိုလှုပ်ချင်တဲ့ဝါသနာတစ်ခုတွေ့ကိုတွေ့လေကိုအကြောင်းကိုပဲတခြားစဉ်းစားကြည့်ပါဒီမှာကြုံလို့ကျွန်တော်တစ်ခုပြောချင်ပါတယ်စာအုပ်ဖတ်နည်းဆိုလို့ခုနဥဖုံးပြောတဲ့ဥဖုံးတာလို့ပြောတဲ့စာအုပ်ဖတ်နည်းလေး၃မျိုးကျွန်တော်ပြန်လည်မျှဝေချင်ပါတယ်ဗျာအကျိုးရှိမယ်လို့လည်းထင်ပါတယ်စာအုပ်ဖတ်တယ်ဆိုတော့၃မျိုးရှိတယ်မျက်စိနဲ့လည်းဖတ်လို့ရတယ်စာအုပ်ကိုနားနဲ့လည်းဖတ်လို့ရတယ်ခြေထောက်နဲ့လည်းဖတ်လို့ရတယ်ဗျမျက်စိနဲ့ဖတ်တယ်ဆိုတော့ကျွန်တော်ရိုးကိုင်ဖတ်တာပေါ့ဗျာနားနဲ့ဖတ်တယ်ဆိုတော့ခုန YouTube ဟာတွေပညာပေးတဲ့ဟာတွေနားထောင်ပါမယ်ပြီးရင်ခြေထောက်နဲ့ဖတ်တယ်ဆိုတော့ခီးသွားရင်လည်းဖတ်တာဗျထားပါတော့ခီးရတော့မသွားနိုင်ကျွန်တော်ရှေ့ရနှစ်ခုနဲ့ဖတ်လို့ရတယ်စာအုပ်ဖတ်တယ်ဆိုတာကကျွန်တော်ပြောချင်တာကစာအုပ်ဖတ်တယ်ဆိုတာစာအုပ်ဝယ်ဖတ်မှာမဟုတ်ဘူးခုခေတ်မှာလူတိုင်းလက်ထဲမှာဖုန်းတွေရှိတယ် Facebook တို့ဘာလို့မှဆိုလဲဖုန်းမှာကောင်းကောင်းမွန်မွန်ရေးထားတဲ့ပေအများကြီးရှိတယ်ဗျစာအုပ်စာပေနဲ့ပတ်သက်ပြီးအဲ့ဒါလေးကိုရွေးဖတ်ပါအချိန်တိုင်းအနာထိတ်မှနေတော့အဆင်မပြေဘူးဗျတုံတောင်ဝဲကောင်းအဲ့တော့ဖုန်းမှာလည်းဖတ်လို့ရတယ်ဖုန်းမှာပဲနားနဲ့လည်းစာအုပ်ကိုဖတ်လို့ရတယ်ဗျအဲ့တော့ကိုယ့်လက်ထဲမှာရှိနေတဲ့ဖုန်းကိုယ့်လက်ထဲမှာရှိနေတဲ့ social media ကိုကောင်းကောင်းသုံးချပါလို့အဲ့တော့ကိုယ့်အကြောင်းလေးကိုကိုတွေးပြီးတော့လက်ရှိလုပ်နေတဲ့အလုပ်လက်ရှိလုပ်နေတဲ့ဝန်ထမ်းဘဝနောက်9နှစ်နေဘာဖြစ်မလဲကိုယ့်အကြောင်းကိုတွေးလူကသိကိုသိတယ်ကိုလုပ်နေတယ်လို့ကိုသိဆုံးဘေးလူကအဲ့လောက်မသိကိုယ်တိုင်သိဆုံးအဲ့တော့တွက်ချက်ပါမျက်စိဖွင့်ပါနားဆွင့်ပါအချိန်တိုင်းလေ့လာနေပါနောက်တစ်ခုကဗျလမ်းပြောက်တယ်ဆိုတဲ့စကားကိုမပြောနဲ့ဗျသိမကောင်းအဲ့စကားကြီးရလေလမ်းပြောက်တယ်ဆိုတာမရှာလို့ပြောက်တာဗျရှာတဲ့လူတွေရှိဖို့ရှိတယ်လမ်းတစ်လမ်းတော့ရှိတယ်လူတစ်ယောက်အောင်မြင်ဖို့ဆိုတာဘာကြီးလုံးမှာလို့ပုံသင်နေမရှိဘူးဗျဒါပေမဲ့ကိုကတော့စိတ်ရှိလက်ရှိနဲ့စိတ်ပါလက်ပါနဲ့ရှာနေဖို့လိုတယ်ဗျကိုနဲ့အဆက်မဲ့ဟာနဲ့တွေ့လူတစ်ယောက်ကအောင်မြင်သွားတာအဲ့တော့ညီတို့ညီမတို့ညီကိုတို့ကိုရှာမဲ့လမ်းနဲ့တွေ့ပါစေအောင်မြင်မဲ့လမ်းစားကိုလည်းအမြဲတမ်းတွေးတောပြီးတော့ကြံစနိုင်ပါစေလို့တောင်းဆိုပြုပါတယ်ဗျမိုင်းတစ်ထောင်ခီးရဲ့အစာပထမဆုံးခြီလန်းပဲဗျအဲ့ပထမဆုံးခြီလန်းတဲ့အရေးကြီးတာအဲ့ခြီလန်းကိုစဖို့အတွက်စိတ်ဆန္ဒရှိဖို့အရေးကြီးဆုံးပါလို့နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့ဟာတွေဆက်လက်ပြီးတော့တင်ပြတော့မှာမို့လို့လိုက်ရဆက်စကောကြီးလုပ်ပေးပါဦးကျေးဇူးတင်ပါတယ်ဗျ